အေယာဝတီတိုင်းဒေသကြီးအတွင်းငပိရောင်းချတဲ့ဆိုင်တွေနဲ့ဈေးတွေမှာလက်တလုံးနမူနာကောက်ယူစစ်ဆေးမှုအရစိုးစေးသုံးငပိ22ရာခိုင်နှုန်းသာတွေ့ရှိရတဲ့အတွက်စိုးစေးငပိရောင်းချမှုတိတိတတ်တာလျော့နေသွားပြီးစိုးစေးငပိကင်းစင်ရေးစီမံကိန်းရည်မှန်းချက်ပြည့်မီတယ်လို့အေယာဝတီတိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှဒေါက်တာပြည့်ဖြိုးကပြောပါတယ်ကျွန်တော်တို့ဖြစ်စေခြင်းနဲ့ရည်မှန်းချက်ကိုပြည့်မီတယ်ငပိစိုးစေးတွေလည်းဒေသတွင်းမှာတော်တော်လေးလျော့နေလာပြီပေါ့ဥပမာဆိုတော့ကျွန်တော်တို့ဒီအခုလောလောဆယ်ကောက်နေတဲ့အခြေအနေပဲရှိသေးတယ်ပေါ့ဒါကြောင့်မို့လို့စီရင်အတိအကျကြီးတော့မရသေးဘူးဒါပေမဲ့လက်ရှိရသလောက်အနေထားနဲ့ပြောရင်တော့ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကိုပြည့်မီပါတယ်2015ခုနှစ်ကစတင်ပြီးစိုးစင်းငပိကင်းစင်ရေးအတွက်ငပိလုပ်ငန်းရှင်တွေအသင်းအဖွဲ့တွေနဲ့အလုပ်ရုံဆွေးနွေးပွဲတွေပြုလုပ်ခဲ့ပြီးထုတ်လုပ်တဲ့နေရာတွေကိုလည်းတွားရောက်ပညာပေးဆွေးနွေးခြင်းတွေကိုပြုလုပ်ခဲ့ကြပါတယ်ပထမအဆင့်ဖြစ်တဲ့ပညာပေးကာလကျော်လွန်သွားပြီဖြစ်တာကြောင့်စစ်ဆေးရေးယူမှုတွေပြုလုပ်ဖို့အတွက်ဈေးကွက်အတွင်းငပိနမူနာတွေကောက်ယူထားတယ်လို့လည်းသိရပါတယ်။စိုးစေးငပိကင်းစင်ရေးအတွက်2008ခုနှစ်လောက်ကတည်းကစတင်ဆောင်ရွက်ခဲ့တာဖြစ်ပေမဲ့2015ခုနှစ်လောက်အထိကိုထိရောက်မှုမရှိခဲ့ဘူးလို့သိရပါတယ်။နောက်ပိုင်းမှာတော့အစိုးရဌာနအဖွဲ့အစည်းတွေအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့မိဖက်အဖွဲ့အစည်းတွေပူးပေါင်းဆောင်ရွက်ခဲ့တာကြောင့်လက်ရှိမှာတော့ဈေးကွက်အတွင်းစိုးစေးငပိတိတိတတ်တာရောကျသွားခဲ့တာဖြစ်တယ်လို့ဒေါက်တာပြည့်ဖြိုးကပြောပါတယ်။လက်ရှိဈေးကွက်အတွင်းနမူနာကောက်ယူမှုတွေအရ2018ခုနှစ်မှာတော့စိုးစေးငပိဈေးကွက်အတွင်းရာခိုင်နှုန်းတော်တော်များများကိုရှော့ချသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ဒီသတင်းကို Central News Bureau ကကျွန်မလင်းလက်လဝင်းကပေးပို့တာပါ။